လိုချင်စရာတွေကိုလိုချင်တတ်တဲ့တမန်ပုဂ္ဂိုလ်တွေဟာဘယ်အရာပဲဖြစ်ဖြစ်စီးစိမ်ဥစ္စာတွေဟာလူကလည်းမမြဲဘူးကိုယ်ပိုင်ဆိုင်တဲ့ပစ္စည်းတွေကလည်းမမြဲဘူးပစ္စည်းပိုင်ဆိုင်သူကလည်းထာဝရမဟုတ်ဘူးဒါကြောင့်မို့လို့ဘယ်လိုပဲဖြစ်ဖြစ်တနေ့တစ်ချိန်ကြလို့ရှိရင်ကိုယ်ပစ္စည်းတွေကလည်းကိုယ်နဲ့ခွဲသွားမယ်ကိုယ်ကတော့လည်းပစ္စည်းတွေထားပြီးထွက်သွားမယ်ဆိုတဲ့အနေအထားမျိုးတစ်ခုဟာဧကံဒိဋ္ဌမြေကြီးလက်ခတ်မလွယ်ကြုံရရမှာပဲဆိုတဲ့အတွေးဟာမှန်ကန်တဲ့အတွေးတစ်ခုပဲဖြစ်တယ်အဲ့ဒီအတွေးနဲ့တောကကိုဖယ်ရှားလို့ရတယ်လို့သူတို့ဆိုလို့တယ်နော်တတ္တမနသောစာမဟံတောကကာလိဒီသဘောတွေကိုအပြန်အပြန်လှန်လှန်နှစ်ဖူးလက်တဲ့ဆင်ញင်သုံးသပ်ထားသည့်အတွက်ကြောင့်သူဟာတောကမဖြစ်ဘူးတဲ့ပစ္စည်းဥစ္စာကတော့လဲငါ့ကိုစွန့်မယ်ငါကတော့လဲပစ္စည်းဥစ္စာကိုစွန့်သွားရမယ်ငါနဲ့ပစ္စည်းဆိုတာတခုမှမြဲတာမရှိဘူးလို့ဒီအမှန်တရားကိုဆင်ញင်သုံးသပ်ခြင်းဖြင့်နှလုံးသွင်းဆင်ញင်ထားခြင်းဖြင့်တောကသူကကြိုတင်ပြီးတော့မဖြစ်အောင်ဟန်တာပယ်ရှားထားနိုင်တယ်ဒါလွယ်လွယ်လေးနော်လွယ်လွယ်လေးစဉ်းစားတတ်ဖို့အဲ့ဒါလိုလွယ်လွယ်လေးစဉ်းစားထားသည့်အတွက်ကြောင့်ဘလောက်ပဲဒုက္ခရောက်ရောက်ဘလောက်ပဲဆုံးရှုံးနစ်နာမှုတွေနဲ့ကြုံလောကရဲ့သဘာဝတရားကိုဆင်ញင်သုံးသပ်ပြီးတဲ့အခါမှာစိုးရိမ်တောကကိုရင်ထဲကဖယ်ရှားပြစ်နိုင်ခဲ့တယ်ဒီလိုဆိုတာပေါ့နော်အံ့ဩဖွယ်ရာဗာရဏသီကာတိမင်းကြီးဟာသူ့ရင်ထဲမှာရောက်နေတဲ့တောကသူကိုယ်တိုင်နန်းကြဘရင်ဘဝရောက်သွားပြီးပျက်စီးဆုံးရှုံးမှုတွေကြီးကျယ်ကြုံရတော့လည်းပဲစိတ်အေးလက်အေးထောင်ထဲမှာနေနိုင်တာဟာဒီအတွေးတွေကြောင့်မှန်ကန်တဲ့အမြင်တွေကြောင့်နေနိုင်တာဖြစ်တယ်လို့သူ့ကိုဖန်ဆီးထားတဲ့ကောသလမင်းကြီးကိုရှင်းပြခဲ့တာဒါဟာလက်တွေ့အားဖြင့်ဘုန်းကြီးတို့တွေလည်းဆင်ញင်သုံးသပ်ပြီးတော့သင်ခန်းစာယူရမယ်အတွေးမှန်ပဲဖြစ်တယ်ပေါ့သူစဉ်းစားပုံလေးတစ်ခုဆက်ပြီးတော့ပြောတယ်နော်လောကကြီးကပဲရာမမမြဲဘူးဆိုတာနဲ့ပတ်သက်ပြီးတော့သူဆက်ပြီးတော့ဘယ်လိုပြောတော့ဆိုဥဒေတိအာပုရတိဝေတိစာစံတော်အထံတပိတဝါနပလေတိသူရိယောလူတိုင်းတွေ့နေကြတာပဲကောင်းကင်ကလာပြီချိန်မှတက်ထွန်းလာတဲ့လာပြီဝန်းကြီးနေ့စဉ်နဲ့အမျှနာနဲ့ပိုင်းမှာထွက်ပေါ်လာတဲ့နေဘယ်အရာဟာထာဝရရှိတယ်လဲဆိုစဉ်းစားကြည့်နေဟာထွက်လာပြီးတဲ့အခါမှာအနောက်တောင်ဆုံးကိုဝင်ရောက်ပြီးတော့ပျောက်ကွယ်သွားတာပဲလောကကြီးကိုအလင်းပေးနေတဲ့နေမင်းကြီးဟာလည်းပဲပေါ်လာပြီးတဲ့နောက်ပျောက်သွားတယ်ဆိုတဲ့လောကရဲ့သဘာဝကိုမလွန်ဆန်ဘူးလာပြီနေမှာထွက်ပေါ်လာတဲ့လာပြီဝန်းကြီးဟာလည်းပဲထွက်လာတဲ့အချိန်ကနေစပြီးတဖြည်းဖြည်းနောက်ဆုံးမှာပျောက်ကွယ်သွားတာပဲဆိုလိုတာကသင်္ခါရတရားဆိုတာဘယ်ရာမှမမြဲဘူးဖြစ်လာပြီးရင်ပျက်စီးခြင်းနဲ့အဆုံးသတ်တယ်နေဟာထွက်လာခြင်းဝิญဉ်မှာပဲအဆုံးသတ်မယ်လဟာလည်းပေါ်ထွက်လာပြီးတဲ့နောက်ပျောက်ကွယ်သွားခြင်းမှာပဲအဆုံးသတ်တယ်ဆိုတဲ့ဒီအတွေးမျိုးလေးကိုတွေးပေးတာပေါ့နော်ဝိထိတာမယတတ္တုကလောကတာသူပြောပြတာသူကိုဖန်ဆီးချုံနှောင်ထားတဲ့မင်းကိုသူပြောတာငါဟာလောကကြီးရဲ့သဘာဝကိုသိထားတယ်တဲ့လောကကြီးရဲ့သဘာဝကိုငါသိထားလောကကြီးဆိုတာဘယ်အရာမှမတည်မြဲဘူးဖြစ်လာပြီးရင်အပြည့်ဆိုတာရင်ဆိုင်ရမှာဖြစ်တယ်ဆိုရက်လောကကြီးရဲ့သဘောကိုငါသိထားပြီးဖြစ်တယ်တတ္တမဟာနာသောစာမိတောကကဒါကြောင့်မို့တောကဖြစ်เสียအချိန်နဲ့ကြုံတော်လည်းပဲငါဟာတောကလုံးဝမဖြစ်ဘူးလို့ရဲရဲဝံ့ဝံ့ဖြေဆိုနိုင်ခဲ့တာပဲဖြစ်တယ်ပေါ့အေးရာထူးအာဏာစီစိန်ဥစ္စာတွေကိုလူယူပြီးတော့ပိုင်ဆိုင်တဲ့ဘုရင်ကြီးကိုထောင်သွင်းအကျဉ်းချထားတဲ့ကောသလမင်းကြီးဟာ
ကာတိမင်းဗာရဏသီမင်းရှင်းပြတဲ့စကားကိုကြားရတဲ့အခါမှာသူဟာသူ့အမှားကိုဝန်ချတောင်းပန်ပြီးတော့ဗာရဏသီမင်းကြီးကိုပြန်ပြီးတော့သူ့စည်းစိမ်ဥစ္စာတွေကိုပြန်လီအနှင်းပေးတယ်လို့ဒီထဲမှာဆိုထားတယ်အဲ့ဒီမှာဗာရဏသီမင်းကြီးကကာတိဘုရင်နဲ့ပတ်သက်ပြီးတော့ကောသလမင်းနဲ့ပတ်သက်ပြီးတော့ဆုံးမဩဝါဒဆက်ပြီးတော့ပေးတယ်လောကမှာအုပ်ချုပ်တဲ့ခေါင်းဆောင်ပုဂ္ဂိုလ်မင်းဆိုရာဇာဆိုတာဟာဒီစင်စင်ဆာဆာလှုပ်တဲ့နေဆိုတာကိုပြောဘာကြောင့်ကောသလမင်းကကာတိတိုင်းကိုဝင်ရောက်ကျူးကျော်တိုက်ခိုက်ရတယ်လဲလို့ဆိုလို့ရှိရင်ဗာရဏသီမင်းရဲ့အမှုထမ်းအမတ်တယောက်ဟာဗာရဏသီမင်းကြီးရဲ့နန်းတွင်မှာမဟုတ်တာလုပ်သည့်အတွက်ကြောင့်ဟောက်ပြန်မှုတွေကြောင့်ဗာရဏသီမင်းကြီးကသူ့ကိုယာဓုချပြီးတော့ယာဓုဖြုတ်ပစ်လိုက်တာကိုအညှိုးထားပြီးကောသလမင်းထံဝင်ရောက်ခစားပြီးဗာရဏသီမင်းကိုတိုက်ခိုက်လူမင်းကိုနမ်းချပြီးတော့တိမ့်ပိုက်ဖို့သွေးဆောင်ဖြားရောက်ပြီးသူကဥဆောင်ပြီးတော့လုပ်ခဲ့တာဖြစ်တယ်ဗာရဏသီမင်းကြီးရဲ့အကျိုးအကြောင်းတွေကိုအလုံးသိတယ်ဗာရဏသီရဲ့ရှိုးဝှက်ချက်တွေအလုံးသိတယ်သူကဥဆောင်ပြီးတော့စစ်ပွဲကိုဆင်နွှဲပြီးဗာရဏသီမင်းကိုအကျဉ်းသားအဖြစ်ကိုပို့ပေးခဲ့တာဟာအဲ့ဒီရံဘက်လုပ်တဲ့အမတ်ဆိုးကြောင့်ပဲဖြစ်တယ်ပေါ့ဒါကြောင့်မို့ဒီလိုစိတ်နေသဘောထားတွေမှန်ကန်ပြီးတော့မြင့်မြတ်တဲ့ဗာရဏသီမင်းကိုသူဟာနမ်းချခဲ့တာမှားယွင်းတယ်လို့ဆိုပြီးသူကသူပြန်လေတောင်းပန်ပြီးတော့ထီနန်းကိုပြန်အပ်ပြီးပိုက်ဆိုင်သမျှတွေကိုပြန်လီရခင်တိုင်းပေးခဲ့တာဖြစ်အဲ့ဒီအချိန်မှာမင်းနှစ်ပါးဟာသစ္စာဂရိပြုပြီးတော့ဗာရဏသီမင်းကြီးကပညာရှိပြီးပြီးတတကောသလမင်းကိုသူကဆုံးမဩဝါဒပေးတယ်အဲ့ဒီဆုံးမဩဝါဒပေးတာဟာလောကလူသားတွေအလွှာအလုံးအတွက်ပေးတဲ့ဆုံးမမှုမျိုးပဲဖြစ်တယ်အဲ့ဒီဆုံးမဩဝါဒတွေကဘာတွေတုံးဆိုသူဆုံးမပုံလေးကကြည့်နော်အလတောဂိဟိကာမဘောဂိနတာရုအေယတိထောင်လူပေါ်မှာနေတဲ့ပုဂ္ဂိုလ်တွေဟာအလုတ်ကိုင်းမလုတ်ချင်ဘူးပြင်းနေဆိုရင်မကောင်းဘူးဘယ်တော့မှတိုးတက်မှာမဟုတ်ဘူးတဲ့ဒါကြောင့်မို့မိသားစုဘဝမှာနေတဲ့ပုဂ္ဂိုလ်ဟာမပြင်းရဘူးကြိုးစားအထောက်ရမယ်နေစဉ်နဲ့အမျှအလုတ်လုပ်ရမယ်ကြိုးစားအထောက်တဲ့နဲ့လုံလဝိရိယရှိရမှာဖြစ်တယ်အတ္တညတောပပ္ပစီတောနတတုမိသားစုဘဝကိုဆုံးလွတ်ပြီးတော့ကိုယ်တဏ္ဍာမှာရှိတဲ့မကောင်းတဲ့အညစ်အကြေးတွေကိုရှင်းထုတ်ဖို့ကြိုးစားနေတဲ့သူတော်စင်သူတော်မြတ်ဒီပုဂ္ဂိုလ်တွေဟာစောင့်စည်းမှုမရှိရင်မကောင်းဘူးတဲ့ဆိုလိုတာကလူဆိုတာအလုပ်ကြိုးစားရမှာဖြစ်တယ်ယဟန်ဆိုတာဟာစောင့်စည်းရမှာဖြစ်တယ်အပြောဆိုနဲ့ပတ်သက်လာရင်လည်းစောင့်စည်းရမယ်အပြုအမူနဲ့ပတ်သက်ပြီးတော့လည်းစောင့်စည်းမှုရှိရမယ်ယဟန်ပြီးပြီးသားသားစောင့်စောင့်စည်းစည်းတိတ်ခါနဲ့နေထိုင်ရမယ်လို့ဒီလိုဆိုလို့တယ်ပေါ့နောက်တစ်ခုကတော့ရာသာနတာဓုအနိတ္တမကာရီတိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုတာဟာမစင်မစားမလုပ်သင့်ဘူးဘယ်လုပ်ပဲလုပ်လို့ဆင်ញင်စဉ်းစားပြီးတော့မှလုပ်သင့်တယ်မဆင်ញင်လုပ်လို့ရှိရင်အလုပ်ကိစ္စတွေဟာမှားယွင်းသွားနိုင်တယ်ပေါ့ဒါကြောင့်မို့မဆင်မကျင်မလုပ်သင့်ဘူးလို့ဒီလိုဆိုယောပဏိတောကောရဏောနတာဓုသောနတာဓုအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်တယောက်ဟာထိကနေရှိစိတ်ဆိုးတတ်ရင်မကောင်းဘူးတဲ့ဒေါသအမျက်မထွက်ရဘူးဒါကြောင့်မို့ပညာရှိအမျက်အပြင်မထွက်ရဘူးလို့ဆိုလို့စိတ်မဆိုးရဘူးအဲ့တော့အလွာအသီးသီးကိုဆုံးမတဲ့စကားပေါ့
တာမန်မိသားစုဘဝမှာနေတဲ့လူတွေဟာမပြင်းရဘူးကြိုးစားအထောက်ရမယ်ယဟန်ဘဝရောက်ရှိနေကြတဲ့ယတိယဟန်ဘဝမှာနေထိုင်ကြတဲ့ပုဂ္ဂိုလ်တွေဟာစောင့်စည်းမှုရှိရမယ်စောင့်စည်းမှုရှိရမယ်တိုင်းပြည်အုပ်ချုပ်တဲ့မင်းတွေဟာဘာလို့အမတ်တမဲ့မဆုံးဖြတ်ဘဲနဲ့တည်တည်ချာချာလေးလာစူးစမ်းဆင်ခြင်ပြီးတော့မှလုပ်တဲ့နေပညာရှိဖြစ်လို့ရှိရင်ထိကနေရှိစိတ်ဆိုးတာမျိုးမဖြစ်စေရဘူးလို့ဒီလိုဆုံးမဩဝါဒပေးပြီးတဲ့အခါမှာကောသလမင်းကြီးကိုထပ်ပြီးတော့တတိပေးတဲ့စကားကဘာတော့လို့ဆိုလို့ရှိရင်နိတ္တမခတ္တိယောဂိရာတိုင်းပြည်အုပ်ချုပ်တဲ့မင်းဆိုတာဘယ်တော့ပဲဖြစ်ဖြစ်အရာခတ်သိမ်းကိုကိုယ်တိုင်စူးစမ်းလေ့လာပြီးတော့မှဆုံးဖြတ်ရမယ်လုပ်ရမယ်တစ်ဖက်သားပြောတာနဲ့ထားမလုပ်ရဘူးအားလုံးဟာလောကမှာဘုရင်ကိုခေါင်းဆောင်တဦးကိုကပ်ပြီးတော့ဒီအခွင့်အရေးယူတဲ့ပုဂ္ဂိုလ်တွေကအများကြီးရှိတယ်သူတို့ပြောစကားနဲ့လက်ခံပြီးတော့မဆုံးဖြတ်ရဘူးမိမိကိုယ်တိုင်ဆင်ញင်သုံးသပ်ရမယ်လို့ဆိုလိုတယ်နိတ္တမခတ္တိယောဂိရာတိုင်းပြည်အုပ်ချုပ်တဲ့မင်းဟာဘယ်အလုပ်ကိုလုပ်လို့တည်တည်ချာချာစစ်ဆေးဆုံးဖြတ်ပြီးမှလုပ်တဲ့နယ်လုပ်ရမှာဖြစ်တယ်နာနိတ္တမထိတံပတိဘယ်တော့မှမစင်စားမစင်ញင်မဲနဲ့အစောတလဲအမိတ်ချမှတ်တာမျိုးလောကဆောင်ရတာမျိုးမလုပ်သင့်ဘူးတဲ့နိတ္တမကာရိနောရာဇယသောကိဋ္တိသဝတ္တတိဘယ်ကိစ္စပဲဖြစ်ဖြစ်ဆင်ခြင်တုံတရားနဲ့ပြောရင်လည်းလက်လွတ်စပယ်မပြောဘူးလုပ်ရင်လည်းလက်လွတ်စပယ်မလုပ်ဘူးအလုံးတည်တည်ချာချာစိတ်စစ်ဆက်ဆက်ပြောရင်လည်းပြောသင့်မှပြောတယ်လုပ်ရင်လည်းလုပ်သင့်မှလုပ်တယ်အတိညာနဲ့ဆင်ခြင်သုံးသပ်ပြီးမှလုပ်တဲ့ပုဂ္ဂိုလ်ဟာအချမ်းရံစည်းစိမ်ခုံတရင်တွေဟာတိုးတက်လာနိုင်ပါတယ်ဒီဘဝတွေမှာကြီးပွားတိုးတက်နိုင်ပါတယ်လို့သူ့ကိုဖမ်းဆီးပြီးထောင်သွင်းချတဲ့ရန်သူမင်းကိုဗာရဏသီမင်းကြီးကအခုလိုဆုံးမဩဝါဒပေးခဲ့တာဖြစ်တယ်ပေါ့အဲ့ဒါဟာလောကမှာလိုက်နာကျင့်သုံးရမယ်ဒီသင်္ကန်းစာတစ်ခုပဲဖြစ်တယ်ဒီဇလံကိုမြတ်စွာဘုရားဟောပြီးတဲ့အခါမှာဗာရဏသီမင်းကိုနန်းချကျူးကျော်တိုက်ခိုက်ခဲ့တဲ့ကောသလမင်းဟာတခြားပုဂ္ဂိုလ်မဟုတ်ဘဲနဲ့ညီတော်အာနန္ဒာတစ်ချိန်တုန်းကညီတော်အာနန္ဒာအလောင်းပဲဖြစ်ခဲ့တယ်စဉ်းစားဆင်ခြင်ဉာဏ်ဖြင့်တောကကိုဖယ်ရှားနိုင်တဲ့အပြုံးမပြတ်နေနိုင်တဲ့ပါရဏသီမင်းကြီးကတော့မြတ်စွာဘုရားအလောင်းတော်ပဲဖြစ်တယ်လို့ဇတ်တော်ကိုဒီလိုပေါင်းပြီးတော့မြတ်စွာဘုရားဟောကြားဆုံးပါတယ်ဘဝဆိုတာစဉ်းစားကြည့်ဘဝဆိုတာတဦးနဲ့တဦးဟာအပြန်အလှန်ယမယံခါယန္တုဖြစ်လိုက်ယံခါမယံခါမိတ်ဆွေဖြစ်လိုက်ယမယံခါသားအဖဖြစ်လိုက်ယမယံခါအမေနဲ့သမီးဖြစ်လို့ဖြစ်အဲ့လိုဘဝဆိုတာတန်တရားထဲမှာကျင်လဲနေကြတာဖြစ်တယ်ဟောကျင်လဲနေကြတာဖြစ်သည့်အတွက်ကြောင့်တူသီခံခြင်းခွင့်လွှတ်ခြင်းဆိုတာနဲ့ဒီဘဝမှာငါတို့ဟာရန်သူဆိုတာဖြစ်နေပြီမဲ့တစ်ချိန်လုံးကမိသားစုမှာဖြစ်ချင်းဖြစ်ခဲ့မှာဖြစ်တယ်အမှန်တန်ရှိလျားတဲ့ဘဝခရီးမှာမိဖို့မိခင်မဖြစ်ဘူးတဲ့အမျိုးသမီးဖခင်မဖြစ်ဘူးတဲ့အမျိုးသားညီကိုမောင်နှမမတော်ဘူးတဲ့ပုဂ္ဂိုလ်မရှိဘူးလို့သူတို့ဆိုဒါကြောင့်မို့ဘုသူပေါ်မှာမုန်းတီးခြင်းဆိုတဲ့စိတ်တွေမထားပဲမေတ္တာသက်ဝင်ချစ်ခင်လို့တူပေါ်မှာတူမေတ္တာထားပြီးဆက်ဆံနိုင်ကြမယ်ဆိုလို့ရှိရင်လောကကြီးဟာငြိမ်းချမ်းသွားမှာသာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မိမိတို့တဏ္ဍာမှာစိတ်သောကဆိုတာများဖြစ်လာခဲ့လို့ရှိရင်အခုလိုမှန်ကန်တဲ့စဉ်းစားမှုတွေနဲ့စဉ်းစားကြရမှာဖြစ်တယ်ပစ္စည်းဥစ္စာဆုံးရှုံးလို့ကြုံလာတဲ့အခါမျိုးမှာဆိုရင်လောကကြီးတဲ့သဘာဝဟာမမြဲဘူးပစ္စည်းကတော့လဲလူကိုစွန့်လူကတော့လဲပစ္စည်းကိုစွန့်
ဒီနှမျိုးဟာတစ်မျိုးမျိုးပဲဖြစ်လာမှာပဲဖြစ်တယ်ကောင်းကင်ကနေမင်းကြီးဟာလည်းပေါ်ထွက်လာပြီးရင်ပျောက်ကွယ်သွားရတာပဲလာမင်းကြီးဟာလည်းပေါ်ထွက်လာပြီးတော့ပျောက်ကွယ်သွားရတာပဲလောကရဲ့သဘာဝဟာဖြစ်ပြီးရင်ပြတ်သွားတယ်ဆိုတဲ့လောကသဘာဝအတိုင်းဒါတွေကိုလိုက်ပြီးတော့စိတ်သောကရောက်နေလို့ရှိရင်တို့တွေပါပူလို့ဆုံးနိုင်မှာမဟုတ်ဘူးစိတ်သောကရောက်เสียမဟုတ်ဘူးလို့မှန်ကန်တဲ့အတွေးတွေတွေးပြီးဆင်ញင်သုံးသပ်ခြင်းဖြင့်သောကကိုဖယ်ရှားပြနိုင်တာဖြစ်ပါတယ်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့မိမိတို့ရဲ့ရင်ထဲနှလုံးထဲမှာပူလောင်တဲ့သောကဒီနည်းဖြင့်လျှော့ချနိုင်ပြီးနောက်ဆုံးသောကလွန်မြောက်နိုင်တဲ့ဤစနစ်ကတော့တတိပဒံကျင့်စဉ်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံအထောက်ခြင်းသာဖြစ်တယ်မဂ္ဂင်၈ပါးအကျင့်တရားကိုကျင့်ကြံကြိုးကိုအထောက်ခြင်းဖြင့်ရှင်တွဲမှာရှိတဲ့သောကကိုနိဗ္ဗာန်ကိုအာရုံပြုပြီးတော့မတရားနဲ့လုံးဝဖယ်ရှားလိုက်နိုင်ပြီဆိုရင်ဘယ်လိုအခက်ခဲနဲ့ကြုံဘယ်လိုဆုံးရှုံးမှုတွေနဲ့ကြုံသောကဆိုတာဘယ်တော့မှမဖြစ်တော့ဘူးမြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေအတိုင်းတို့တွေဟာသောကကိုအမြင့်ပြတ်သည့်ထိအောင်ဝိပဿနာကျင့်စဉ်ကိုကျင့်ကြံကြိုးကိုအားထုတ်ခြင်းဖြင့်ဖယ်ရှားကြရမှာဖြစ်တယ်လို့ကိုယ်စီသဘောကျပြီးမြတ်ဗုဒ္ဓရဲ့အဆုံးအမတိုင်းလိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း